ရွှေပြမဖိုက်တာတွေရမ်းကြိုက်ကြတဲ့ငပိရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေလဲငပိစားအားရှိဆိုတာမျိုးကကျွန်တော်ငငယ်အမြဲတမ်းကြားဘူးတဲ့စကားဖြစ်ပါတယ်မြန်မာမှန်ငပိကြိုက်မယ်ဆိုတဲ့စကားလည်းရှိနေပြန်ပါသေးတယ်မြန်မာသမီးဝိုင်းမှန်ငပိနဲ့တိုးစရာမပိုင်မပြည့်စုံပါဘူးမြန်မာဖြစ်ပြီးတော့ငပိမကြိုက်ရင်နှာခေါင်းရှုံးခံရတာမျိုးပါဒီပဲဘာလားဘူထားလားဆိုတာမျိုးတွေပေါ့ဘိုးရင်ငပိရင်ကြိုက်တယ်ဆိုရင်ကြတော့ကိုရီမြန်မာတွေမတရားဂုံတက်ကြပါတယ်တကယ်တော့ငပိကလည်းစိုးကျိုးများပါတယ်ပြောတာပြောရတယ်မြန်မာတွေနေ့စဉ်စားတောက်နေအစားအစာတွေကကျမ်းမာရေးနဲ့မညီညွတ်တာတွေများပါတယ်ကိုလည်းဆရာမှုတ်တော့ဒီຢာတွေကိုယ်တိုင်စမ်းသပ်ထားတာမျိုးမှုတ်ပေမဲ့ဟိုငငယ်လေးတွေကနေခုချိန်ကြီးဂျာနယ်မဂ္ဂဇင်းကျမ်းမာရေးစာဆောင်နဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာဖတ်နေမြင်နေရတော့စိုးကျိုးတွေကိုတော့သိပါတယ်ဒီအပိုင်းမြန်မာလဝေးပရိသတ်တွေနဲ့မြန်မာကစားမရေးကြားပွဲဖြစ်နေတာကငပိရေကိစ္စပါမြန်မာပရိသတ်တွေကမြန်မာကစားမရေးတွေနဲ့ပွဲမတိုင်ခင်နေ့တွေမှာငပိနဲ့ထမင်းစားတွေလိုယုံကြည်နေကြပါတယ်ယုံကြည်လဲယုံကြည်ကြဖြစ်အောင်ဓာတ်ပုံမှတ်တန်းတွေကလည်းထွက်ပေါ်လို့နေတာပါငပိနဲ့တွဲမြင်ရတဲ့ဖိုက်တာတွေကဝိတ်ကြော်တာတို့ပွဲရှုံးတာတို့ဖြစ်လာတော့မြန်မာပရိသတ်တွေကငပိစားတဲ့စိုးကျိုးတွေကိုထောက်ပြလာနေကြပါတယ်ဒါဆိုရင်ငပိစားတဲ့နောက်ဆက်တွဲစိုးကျိုးတွေကဘာတွေဖြစ်မလဲတစ်ချက်လောက်ကြည့်လိုက်ကြအောင်ပါခုနပြောခဲ့သလိုပါပဲမြန်မာတွေနေ့စဉ်စားနေအစားအစာတွေကအန်ဒီရဲ့များပါတယ်ဟင်းချက်ငုတ်သည့်အကြက်မုံအစိမ်းမုံတွေကအစမိုဘိုင်းကင်ဆာဖြစ်စေနိုင်တာပါဖော်မလင်နဲ့တာရှီကန်စိုးစေးတွေပါတဲ့မုံဟင်းကားပဲပြားတွေကလည်းကျန်းမာရေးအတွက်မကောင်းပါဘူးငပိနဲ့တွဲစားတဲ့ဒညင်းသီးဆိုရင်ကောင်းကျိုးတစ်စက်မှမပါပဲစိုးကျိုးကြီးပဲတန်းစီပါနေတာပါဒါလို့အစိတ်သီးကိုလည်းကိုရီရှီမြန်မာတွေကအရန်ကိုအင်မတန်ကြိုက်ပါတယ်ငပိကလည်းရွှေမြန်မာတွေ green တွေ့ပေမဲ့ကျန်းမာရေးအတွက်ရေရှည်မှာမကောင်းပါဘူးငပိကိုငားနဲ့စားအဓိကအသုံးပြုပြီးတော့ပြုလုပ်တာဖြစ်ပါတယ်ငပိကိုအယောင်လှဖို့အတွက်အယောင်ဆိုးဆေးတွေကြာရှည်ခံဆေးတွေထည့်လေးရှိပါတယ်ငပိထဲမှာအသားဓာတ်ပြင်ကိုလက်စထရောနဲ့ဆိုဒီယမ်စားဓာတ်တွေလည်းများစွာပါဝင်ပါတယ်ကိုလက်စထရောနှလုံးကျန်းမာရေးထိခိုက်စေပါတယ်ငပိမှာပါဝင်တဲ့စားဓာတ်ဟာလူတစ်ယောက်လိုအပ်တဲ့ပမာဏထက်4-5 ဆပိုပြီးတော့များပါတယ်ဒါကြောင့်သွေးတို့ကြောက်ကပ်ယောဂါတွေကိုဖြစ်စေပါတယ်ဒါရှည်ခံဆိုးဆေးတွေအယောင်လှဆေးတွေပိုင်ကင်ဆာပါဖြစ်နိုင်ပါတယ်ငပိစားတာကယ်လိုရီကိုလည်းတက်စေတာမလို့ဝိတ်ထိန်နေရတဲ့ဖိုက်တာတွေအတွက်မကောင်းပါဘူးဒါကြောင့်ငပိရရေရှည်စားရင်သွေးတို့ဖြစ်စေနိုင်ပြီးတော့နှလုံးကြောက်ကပ်နဲ့ကင်ဆာယောဂါတို့ဖြစ်စေနိုင်ပါတယ်ငပိတွေမကငပိငချောက်ငချင်းငစနယ်အစရှိတဲ့ຢာတွေကတက်နိုင်ဒီမှာရှောင်းတာကောင်းပါလေရိုးရိုးဟင်းချက်စားရင်အောင်စားချော့စားဖို့လွမ်းနေချိန်မှာငပိဆိုရှောင်းမှုပြောစရာတော့မလိုတော့ပါဘူးတန်ရှင်းစင်ကြယ်ပြီးတော့စိုးစေးတာရှည်ကန်စေးတွေမပိုင်အောင်ကျမ်းမာရေးအတွက်မကောင်းတာမလို့အဲ့ဒါတွေပါနေတော့စဉ်းစားတာကြည့်တော့လို့ဆိုရမှာပါငပိရတာမန်လူတွေအတွက်တော့အကျိုးမပြုတဲ့အရာမလို့ဖိုက်တာအတွက်ဆိုတော့ပူတော်ဆိုးပါတယ်အခုလိုပြောတာကငပိလုံးဝမစားဖို့တိုက်တွန်းတာမဟုတ်ပါဘူးကိုယ်လည်းငပိနဲ့ထမင်းအားပါနေပြီးတော့အတူမြုပ်လေးနဲ့စားတာမှဂရင်းမိန်တက်တဲ့သူတွေပါဂျမောင်ဟင်းနဲ့ပါနေစားရင်တော့ဘာပြောကောင်းမလဲလို့ဆိုရမှာပါဝတ်သားချင်းလေးပါထည့်လိုက်ရင်တော့အိုးရှယ်ပါငပိကိုခန်းချင်းသည်ပစုံချောင်းထောင်းပစုံမီးကင်တို့နဲ့သာလုံရင်ပူတော်မှစားမိန်ပါသေးတယ်ပြောရင်းနဲ့တော့ဇရွေးတွေလိမ့်တက်လာတာမျိုးပါဒါမဲ့ကစားမရဲ့အနေနဲ့ကတော့ပရိသတ်ကိုလေးထားတယ်ဆိုရင်ပရိသတ်တွေအတန်ကိုနားထောင်သင့်ပါတယ်ဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေပရိသတ်တွေကထောက်ပြလိုက်နာပေးလိုက်တာလူချစ်လူခင်များစေပါတယ်ဒါကမိဒါဗလာဒီကာပါပဲကောင်းတဲ့အချက်ဖြစ်ပါတယ်ဆိုလင်းဝါဟာရစ်စင်နဲ့ပွဲမှာဘောနပ်အမေရိကန်ဒေါ်လာ9000ရနိုင်ချေရှိနေတဲ့သူပါဝေးပိုလိုထိုးကြီးလဲခွဲပေးရဘောနပ်လည်းမရဆိုတော့မမိုက်ပါဘူးထင်းသားထင်းမဝင်မှုကြောင်းမကြီးဆိုသူတို့ပဲအမေရိကမှာကစားပြီးတော့မုတ်စိတ်ပြားဆွဲရမယ့်ကိစ္စကိုပြအောင်မလုပ်တော့ဘူးပဲထင်ပါတယ်တမ်မနီကြီးနိုင်ပွဲအကောင်းဆုံးပြင်ဆင်ပြီးတော့ယူနိုင်ပါစေ